မင်္ဂလာပါစောကာဝတ်မြန်မာ YouTube Channel မှာ2023မတ်လ18ရက်နေ့မှာကံမဲ့ပွဲတင်နေတဲ့က Premier League ပွဲတင်၃ပွဲကိုရွေးချယ်တင်ဆက်ပေးသွားမှာဖြစ်ပါတယ်ဒီပွဲတင်၃ပွဲက Bradford Leicester City Wolverhampton Leeds United နဲ့ Chelsea Everton တို့ရဲ့ပွဲတင်တို့ကိုရွေးချယ်တင်ဆက်ပေးသွားမှာဖြစ်ပါတယ်ပထမပွဲတင်ဖြစ် Bradford နဲ့ Leicester City ပွဲစဉ်မှာအဝေးကွင်းအသင်းဖြစ်တဲ့ Leicester City က Premier League မှတ်ပေးစရာမှာအဆင့်16နေရာမှာရပ်တည်နေပြီး26ပွဲကစားပြီးရမှာ9ပွဲနိုင်3ပွဲတီ16ပွဲတီရှုံးလာပါတယ်။ရာကို39ဂိုးပေးကို46ဂိုးတီပေးထားကဂိုးကွာခြားချက်အနှုတ်9ဂိုးတီပေးထားပြီးနောက်ဆုံးရှင်ပြိုင်ခဲ့တဲ့ပွဲစဉ်5ပွဲမှာတပွဲနိုင်4ပွဲရှုံးရလက်မျိုးကိုသာစွမ်းဆောင်ထားနိုင်ခဲ့ပါတယ်။ပြိုင်ပွဲစုံရဲ့နောက်ဆုံး5ပွဲမှာတော့5ပွဲသလုံးကိုရှုံးနေထားပြီးအသင်းရဲ့သွင်းကိုအများဆုံးကစားသမားအဖြစ် James Maddison က9ဂိုးထိသွင်းယူပေးထားနိုင်ပါတယ်။နောက်ထပ်ကစားသမားတူဖြစ်တဲ့ Harvey Barnes ကလည်း10ဂိုးထိသွင်းယူပေးထားနိုင်ပြီးလက်ရှိအခြေအနေမှာတော့ Leicester City ရဲ့ခြေစွမ်းပိုင်းကတော်တော်လေးကိုအခြေအနေဆိုးရွားနေပြီးတော့တန်းချင်းစုံကအသင်းတွေနဲ့အမှတ်2မှတ်လောက်ပဲကွာဟတော့တာကိုတွေ့ပြရမှာဖြစ်ပါတယ်။ FA ကပ်ဖလားပြိုင်ပွဲမှာလည်းအိမ်ကွင်းမှာ Blackburn လိုအသင်းမျိုးကို2ဂိုးတဂိုးနဲ့ရှုံးနေခဲ့ပြီးပြိုင်ပွဲမှာထွက်ခွာရတဲ့အထိခြေစွမ်းပိုင်းကျဆင်းနေတာကိုတွေ့မြင်မှာဖြစ်ပါတယ်။တင်းရဲ့အဓိကနောက်တန်းကစားသမားတူဖြစ်တဲ့ Wolves ကအနီးကပ်ပြခံထားရတာကြောင့်ပါဝင်ကစားနိုင်မှာမဟုတ်ကြောင်းသိရှိရပြီးနောက်ထပ်အဓိကကစားသမားတူဖြစ်တဲ့ Yuri Tielemans ကလည်းဒဏ်ရာရရှိထားတဲ့ကြောင့်ပါဝင်ကစားနိုင်မှာမဟုတ်ကြောင်းသတင်းတွေရသိရပါတယ်။နောက်တန်းကစားသမားတူဖြစ်တဲ့ Victor Christensen ကလည်းဒဏ်ရာရရှိထားကြောင်းသတင်းတွေမှာဖော်ပြနေပြီးပါဝင်ကစားနိုင်မှုတေချာမှုမရှိကြောင်းသိရပါတယ်။ဒီအတွက်ကြောင့်ဒီနေ့ပွဲဒီမှာကစားသမားအင်အားနည်းနိုင်တဲ့အခြေအနေမျိုးတွေကိုတွေ့ကြုံနိုင်ရပါတယ်။အင်ရှင်အသင်းဖြစ်လက်ခံကစားမဲ့ Bradford အသင်းကတော့ Premier League မှတ်ပေးစရာမှာအဆင့်8နေရာမှာရပ်တည်နေပြီး26ပွဲကစားပြီးရမှာ10ပွဲနိုင်17ပွဲတီ5ပွဲထိရှုံးလာပါတယ်။ရာကို42ဂိုးပေးကို33ဂိုးထိပေးထားကဂိုးကွာခြားချက်အပေါင်း9ဂိုးသာရရှိအောင်ကစားထားနိုင်ပြီးနောက်ဆုံးရှင်ပြိုင်ခဲ့တဲ့ Premier League ပွဲစဉ်5ပွဲမှာ2ပွဲနိုင်2ပွဲတီ1ပွဲရှုံးရလက်မျိုးကိုသာစွမ်းဆောင်ထားနိုင်ခဲ့ပါတယ်။ Bradford အသင်းအနေနဲ့နောက်ဆုံးပွဲစဉ်အဖြစ် Southampton အသင်းနဲ့ပြီးခဲ့တဲ့ဗုဒ္ဓဟူးနေ့ကအဝေးကွင်းဖြစ်ကန်ခဲ့ရပြီး2ဂိုးမရှိနဲ့နိုင်ရရှိထားပေမဲ့ဒီကနေ့ပွဲစဉ်မှာ3ရက်ပဲအနားရထားတာဖြစ်တာကြောင့်ဒီကနေ့ပွဲစဉ်မှာပွဲပန်းနိုင်တဲ့အနေအထားမျိုးနဲ့တော့ကြုံတွေ့ရနိုင်ပါတယ်။ Bradford အသင်းရဲ့သွင်းကိုအများဆုံးကစားသမားဖြစ် Ivan Toney က16ဂိုးထိသွင်းယူပေးထားနိုင်ပြီးဒီကနေ့ပွဲစဉ်မှာတော့အသင်းရဲ့ရှေ့တန်းကစားသမားတူဖြစ်တဲ့ Kane Lewis-Rota ကဒဏ်ရာရရှိထားပြီးနောက်ထပ်အလဲတန်းကစားသမားတူဖြစ်တဲ့ Vitaly Janelt ကလည်းဒဏ်ရာရရှိထားတာကြောင့်ဒီကနေ့ပွဲစဉ်နဲ့လွဲချော်ဖွယ်ရှိကြောင်းသတင်းတွေရသိရပါတယ်။ဒီပွဲစဉ်မှာလောင်းသားတိုင်နဲ့ဖွင့်ထားတဲ့ကြေးရ Bradford အသင်းကိုပဲအနိုင်ပေးထားပြီး Leicester City နဲ့3ချက်လောက်ကွာဟစာကြေးဖွင့်ထားတာကိုတွေ့မြင်မှာဖြစ်ပါတယ်။3ခုနှစ်ထက်ဂိုးပေါင်းကြီးမှာဇာတူဖွင့်ထားတာကြောင့်ဂိုးအနည်းရောအများရောဖြစ်နိုင်တယ်ဆိုတဲ့ကြီးမျိုးကိုဖွင့်ထားတာကိုတွေ့မြင်မှာဖြစ်ပြီး Bradford အသင်းဘက်ကိုတကူကြောပေးပြီးဖွင့်ထားတဲ့ကြီးမှာ25ပြားအထိပေးထားတာကိုတွေ့မြင်မှာဖြစ်ပါတယ်။ဒီအတွက်ကြောင့်ဒီပွဲကတီးချနိုင်တဲ့ပွဲစဉ်တစ်ပွဲဖြစ်ကြီးဖွင့်ထားကြောင်းသုံးသပ်ပြောကြားလိုက်ပါတယ်။ဒီပွဲစဉ်ကိုသုံးသပ်မယ်ဆိုရင် Bradford အသင်းအနေနဲ့တကယ်ကံမယ်ဆိုလို့ရှိရင်တော့ Leicester City အသင်းကိုတားလေးနိုင်သွားမှာဖြစ်ပြီးBradford အသင်းအနေနဲ့တော့ပွဲပန်းနိုင်တဲ့အခြေအနေမျိုးတွေရှိနေပါတယ်။ဒီပွဲစဉ်ကဘော်ရီကိုရှောင်တင်ပြီးဂိုးပေါက်အနေနဲ့ဂိုးနည်းနိုင်တာကြောင့်ဂိုးပေါက်အောက်ကိုရွေးချယ်ကစားတင်ကြောင်းသုံးသပ်ပြောကြားလိုက်ပါတယ်။နောက်ထပ်ပွဲစဉ်တစ်ပွဲဖြစ် Wolverhampton နဲ့ Leeds United တို့ရဲ့ပွဲစဉ်မှာအဝေးကွင်းအသင်းဖြစ်တဲ့ Leeds United အသင်းက Premier League မှတ်ပေးစရာမှာအဆင့်19နေရာမှာရပ်တည်နေပြီး26ပွဲကစားပြီးရမှာ9ပွဲနိုင်10ပွဲတီ73ပွဲတီရှုံးထားပါတယ်။ရာကို32ဂိုးပေးကို42ဂိုးတီရှိကဂိုးကွာခြားချက်အနှုတ်17ဂိုးတီပေးထားပြီးနောက်ဆုံးရှင်ပြိုင်ခဲ့တဲ့ Premier League ပွဲစဉ်5ပွဲမှာ3ပွဲရှုံး1ပွဲနိုင်1ပွဲတီရလက်မျိုးကိုသာစွမ်းဆောင်ထားနိုင်ခဲ့ပါတယ်။ပြိုင်ပွဲစုံရဲ့နောက်ဆုံး5ပွဲမှာလည်း3ပွဲရှုံး1ပွဲနိုင်1ပွဲတီရလက်မျိုးကိုသာစွမ်းဆောင်ထားနိုင်ပြီးဆိုရှင်မြန်ခဲ့တဲ့ပွဲစဉ်မှာ Brighton အသင်းကိုအိမ်ကွင်းဖြစ်ကစားခဲ့ပြီး2ဂိုး2ဂိုးစီတီကြအောင်ကစားထားနိုင်ခဲ့ပါတယ်။အသင်းရဲ့သွင်းကိုအများဆုံးကစားသမားဖြစ် Rodrigo က10ဂိုးတီသွင်းယူပေးထားနိုင်ပြီးဒီကနေ့ပွဲစဉ်မှာတော့တိုက်စစ်မှုဖြစ်တဲ့ Rodrigo ကဒဏ်ရာမှပြန်လည်တက်တာလာပြီးဖြစ်တာကြောင့်ပွဲချိန်ပြည့်ပါဝင်ကစားနိုင်မယ်လို့မျှော်လင့်ရပါတယ်
နောက်ထပ်အလဲတန်းကစားသမားတူဖြစ်တဲ့တေလာအဒမ်ကဒဏ်ရာရရှိထားတဲ့ကြောင်းပါဝင်ကစားနိုင်မှာမဟုတ်ကြောင်းသတင်းတွေအရသိရပါတယ်။အင်ရှင်အသင်းဖြစ်ကမ်းမဲ့ဝူဘာဟတန်အသင်းကတော့ပရီးမီးယားလိမှတ်ပေးချက်မှာအဆင့်73နေရာမှာရပ်တည်နေပြီး28ပွဲကစားပြီးရမှာ9ပွဲနိုင်6ပွဲတည်14ပွဲထိရှုံးလာပါတယ်။ရာဂိုး90ပေးဂိုး39ဂိုးထိပေးထားကဂိုးကွာခြားချက်အနှုတ်19ဂိုးထိပေးထားတဲ့အသင်းတစ်သင်းဖြစ်ပြီးနောက်ဆုံးရှင်ပြန်ခဲ့တဲ့ပရီးမီးယားလိပွဲစဉ်5ပွဲမှာ3ပွဲရှုံး2ပွဲနိုင်2ပွဲတည်ရလဒ်မျိုးကိုသာဆွမ်းဆောင်ထားနိုင်ခဲ့ပါတယ်။ပြိုင်ပွဲတုံရဲ့နောက်ဆုံး5ပွဲမှာလည်း3ပွဲရှုံး2ပွဲတည်2ပွဲနိုင်ရလဒ်မျိုးကိုသာဆွမ်းဆောင်ထားနိုင်ပြီးနောက်ဆုံးရှင်ပြန်ခဲ့တဲ့ပရီးမီးယားလိပွဲစဉ်မှာနျူကာဆယ်အသင်းကိုအဝေးကွင်းအသင်းပြစ်ကစားခဲ့ရပြီး2ဂိုးတကူနဲ့ရှုံးနိမ့်ခဲ့တာကိုတွေ့မြင်မှာဖြစ်ပါတယ်။အသင်းရဲ့တွင်းကိုအများဆုံးကစားသမားအဖြစ်ရူဘင်နက်ဗတ်စ်က9ဂိုးထိသွင်းယူပေးထားနိုင်ပြီးနောက်ထပ်ကစားသမားတူဖြစ်တဲ့ဒန်နီယယ်ဖော်ဒန့်စ်ကလည်း9ဂိုးထိသွင်းယူပေးထားနိုင်ခဲ့ပါတယ်။ဒီပွဲစဉ်မှာလဲတဲ့တောင်ပန်ကစားသမားတူဖြစ်တဲ့ထရာဝရီကဒဏ်ရာကြောင့်ဆက်လက်အနားယူရမှာဖြစ်ပြီးနောက်ထပ်ကစားသမားတွေဖြစ်တဲ့ဒီဂိုကိုစတာဟူဂိုဘရူနိုနဲ့ဝမ်ဟီချန်နူကလည်းဒဏ်ရာရရှိထားတာကြောင့်ဒီကနေ့ပွဲစဉ်နဲ့လွဲချော်ပွဲရှိပါတယ်။ဒီကနေ့ပွဲစဉ်မှာလီယူနိုက်တက်အသင်းအနေနဲ့တန်းစင်းစုံကနေရုံထွက်ဖို့ကြိုးစားမှာဖြစ်ပြီးဝူဘာဟတ်တန်အသင်းအနေနဲ့လည်းတန်းစင်းစုံနဲ့3မှတ်သာကွာဟတာကြောင့်နောက်ထပ်အနိုင်ပွဲတွေရရှိအောင်ကစားဖို့အတွက်လိုအပ်နေရလည်းဖြစ်ပါတယ်။နှစ်သင်းစလုံးကနိုင်ပွဲတွေလိုအပ်နေတာကြောင့်ဒီပွဲစဉ်ကပြင်းထန်တဲ့ပြိုင်ပွဲအဖြစ်တွေ့မြင်ရမှာဖြစ်ပါတယ်။ဒီပွဲစဉ်ကိုဥရောပလောင်းသားတိုင်းရဲ့ဖွင့်ထားတဲ့ကြီးရဝူဘာဟတ်တန်အသင်းကိုပဲအနိုင်ပေးထားပြီးမြဲဂျေးအနေနဲ့လီယူနိုက်တက်အသင်းနဲ့တစ်ချက်သာကွာဟစွာဖွင့်ထားတာကိုတွေ့မြင်မှာဖြစ်ပါတယ်။3ဂိုးနဲ့ထက်ဂိုးပေါင်းကြီးမှာဂိုးအများကိုကြေးပူပေးထားတာကြောင့်ဂိုးနဲ့နိုင်တဲ့ပွဲတစ်ပွဲဖြစ်ကြီးဖွင့်ထားတာကိုတွေ့မြင်မှာဖြစ်ပြီးရူဘာဟတ်တန်အသင်းဘက်ကိုတကူကြော်ပေးပြီးဖွင့်ထားတဲ့ကြီးမှာပြား30ထိပေးထားတာကြောင့်ဒီပွဲစဉ်ကလည်းတရေကျနိုင်တဲ့ပွဲစဉ်တစ်ပွဲဖြစ်ကြီးဖွင့်ထားကြောင်းသုံးသပ်ပြောကြားလိုက်ပါတယ်။ဒီပွဲစဉ်ကိုသုံးသပ်မယ်ဆိုရင်အင်ရှင်အသင်းဖြစ်တဲ့ဝူဘာဟတ်တန်အသင်းကိုပဲကြိုက်နှစ်သက်မိပြီးတွင်းကိုအနေနဲ့လည်းလီယူနိုက်တက်အသင်းကသာဂိုးသွင်းနိုင်မယ်ဆိုရင်တော့တွင်းကိုများနိုင်တဲ့ပွဲစဉ်တစ်ပွဲဖြစ်ကြောင်းသုံးသပ်ပြောကြားလိုက်ပါတယ်။အဝေးကွင်းအသင်းဖြစ်ကမ်းမဲ့ Everton အသင်းကပရီးမီးယားလိအမှတ်ပေးစရာမှာအဆင့်15နေရာမှာရပ်တည်နေပါတယ်။28ပွဲကစားပြီးရမှာ6ပွဲနိုင်9ပွဲတည်14ပွဲထိရှုံးထားပြီးရာဂိုး90ပေးဂိုး38ဂိုးထိပေးထားကဂိုးကွာခြားချက်အနှုတ်18ဂိုးထိပေးထားတဲ့အသင်းတစ်သင်းအဖြစ်တွေ့မြင်နေရပြီးနောက်ဆုံးရှင်ပြိုင်ခဲ့တဲ့ပရီးမီးယားလိပွဲစဉ်5ပွဲမှာ2ပွဲနိုင်2ပွဲရှုံး2ပွဲတည်ရလဒ်မျိုးကိုသာစွမ်းဆောင်ထားနိုင်ခဲ့ပါတယ်။နောက်ဆုံးရှင်ပြိုင်ခဲ့တဲ့ပွဲစဉ်မှာအိမ်ကွင်းဖြစ် Bradford အသင်းနဲ့ရှင်ပြိုင်ကစားခဲ့ရပြီးတကူးကိုမရှိနဲ့အနိုင်ရရှိအောင်ကစားထားနိုင်တာကိုတွေ့မြင်မှာဖြစ်ပါတယ်။အသင်းရဲ့တွင်းကိုအများဆုံးကစားသမားအဖြစ်ဒီမေရိုင်ဂရီးက4ဂိုးထိသွင်းယူပေးထားနိုင်ပြီးနောက်ထပ်ကစားသမား2ဦးဖြစ်တဲ့အန်တိုနီဂေါ်ဒန်နဲ့မက်နေတို့ကလည်း3ဂိုးစီထိသွင်းယူပေးထားနိုင်ကြပါတယ်။လက်ရှိ Everton အသင်းရဲ့ခြေစွမ်းအရတန်းစင်းစုံကနေရုံထွက်နိုင်ခဲ့ပေမဲ့တန်းစင်းစုံနဲ့တမတ်တာကွာဟနေတဲ့အသင်းတစ်သင်းဖြစ်တွေ့မြင်နေရပြီးအင်ရှင်အသင်းဖြစ်ကစားမဲ့ Chelsea အသင်းကတော့ပရီးမီးယားလိအမှတ်ပေးစရာမှာအဆင့်10နေရာမှာရပ်တည်နေပါတယ်26ပွဲကစားပြီးရမှာ10ပွဲနိုင်9ပွဲတည်9ပွဲထိရှုံးနိမ့်ထားပြီးရာဂိုး29ဂိုးပေးဂိုး26ဂိုးထိပေးထားကဂိုးကွာခြားချက်အပေါင်းတကူသာရရှိအောင်ကစားထားနိုင်ပါတယ်နောက်ဆုံးရှင်မြန်ခဲ့တဲ့ပရီးမီးယားလိပွဲစဉ်5ပွဲမှာတပွဲတည်2ပွဲရှုံး2ပွဲနိုင်ရလဒ်မျိုးကိုသာဆွမ်းဆောင်ထားနိုင်ပြီးပြိုင်ပွဲတုံရဲ့နောက်ဆုံး5ပွဲမှာလည်း2ပွဲရှုံး3ပွဲနိုင်ရလဒ်မျိုးကိုသာဆွမ်းဆောင်ထားနိုင်ခဲ့ပါတယ်။နောက်ဆုံးရှင်ပြိုင်ခဲ့တဲ့ပွဲစဉ်3ပွဲမှာ3ပွဲစလုံးကိုအနိုင်ရရှိအောင်ကစားထားနိုင်ပြီးရဲ့အတွင်းကိုအများဆုံးကစားသမားဖြစ်ခိုင်ဟာဘက်က6ဂိုးထိသွင်းယူပေးထားပါတယ်။နောက်ထပ်ကစားသမားတူဖြစ်တဲ့ Ryan Sterling ကလည်း4ဂိုးထိသွင်းယူပေးထားနိုင်ပြီးဒီကနေ့ပွဲစဉ်မှာတော့အသင်းရဲ့ကစားသမားအများစုကဒဏ်ရာရရှိထားကြောင်းသတင်းတွေမှာဖော်ပြထားကြပါတယ်။ Ryan Sterling အပါအဝင်နောက်တန်းကစားသမားဖြစ်တဲ့ Thiago Silva, Cesar Azpilicueta နဲ့ဥပမေယန်အန်ဂိုလိုကန်တေမစ်ဆွန်မောက်အစရှိတဲ့ကစားသမားအများစုကဒဏ်ရာရရှိထားကြောင်းသတင်းတွေမှာဖော်ပြကြပါတယ်။ဒီပွဲစဉ်မှာဥရောပလောင်းသားတိုင်ရဲ့ကြီးဖွင့်ထားချက်အရချယ်ဆီအသင်းကိုပဲအနိုင်ပေးထားပြီး Everton အသင်းနဲ့ကြီးကွာစွာဖွင့်ထားတာကိုတွေ့မြင်မှာဖြစ်ပါတယ်။3ဂိုးနဲ့ထက်ဂိုးပေါင်းကြီးမှာဂိုးအများကိုကြီးပူပေးထားတာကြောင့်
ဂိုးနဲ့နိုင်တဲ့ပွဲစဉ်တစ်ပွဲဖြစ်ကြေးဖွင့်ထားတာကိုတွေ့မြင်မှာဖြစ်ပြီးချယ်ဆီအသင်းဘက်ကိုတကူကြောပေးပြီးဖွင့်ထားတဲ့ကြေးမှာ10ပြားသာပေးထားတာကိုတွေ့မြင်မှာဖြစ်ပါတယ်ဒီအတွက်ကြောင့်ဒီပွဲစဉ်မှာချယ်ဆီအသင်းတေချာပေါက်နိုင်ရရှိမဲ့ပွဲစဉ်တစ်ပွဲဖြစ်ကြေးဖွင့်ထားကြောင်းသုံးသပ်မိပြီးဒီပွဲစဉ်မှာမြန်မာနိုင်ငံဘက်ကဖွင့်တဲ့ကြေးအရချယ်ဆီအသင်းဘက်ကတလုံးငါးမှုရှုံးတော့ပေါက်နိုင်တဲ့ကြေးအနေထားမျိုးရှိနေပါတယ်ဒီဘက်ကိုသုံးသပ်မယ်ဆိုရင်အင်ရှင်အသင်းဖြစ်တဲ့ချယ်ဆီအသင်းကိုပဲရွေးချယ်ထားသင့်ပြီးတွင်းကိုအနေနဲ့လည်းဂိုးများနိုင်တဲ့ပွဲစဉ်တစ်ပွဲအဖြစ်သုံးသပ်ပြောကြားလိုက်ပါတယ်ဗီဒီယိုလေးကိုကြည့်ရှုအားပေးသူပေါင်းအားလုံးကိုအထူးပင်ကျေးဇူးတင်ရှိပါတယ်